အခက်အခဲဆိုတာကြော်ဖြတ်ဖို့အတာတကြံဆိုတာပျော်ရွှင်ဖို့73စီရှားပါမှုကြောင့်တကြံအရှိန်အဟုန်မပြတ်သွားရအောင်1388ခုနှစ်ကို73စီမလို့တဲ့လူရပုံတန်လေးတွေနဲ့ကြိုဆိုကြည့်ကြမလားAI နဲ့အသက်တွင်းထားတဲ့မြမပြည်အနှံ့ကကြံပုံရိပ်တွေကိုကြည့်ရင်ကိုမျိုးလေးရဲ့မြင်ကွင်းကိုလည်းရှာကြည့်လိုက်ပါအောင်ဒီနှစ်မှာရောမဲဆွေတို့ဘယ်လိုမျိုးအမတ်တရတွေဖန်တီးကြမလဲဆိုတာကွန်မန့်မှာဝေမျှပေးခဲ့ကြပါအောင်နော်ရွှေရောင်လမ်းမထက်ဝဲပျော်ပွဲရွှင်ပွဲဆင်နွှဲကြတယ်အတားရေးစေးပြီးပပြန်းလို့အမောမြတ်ဆုံးနှစ်သိကိုတော့ရှင်နန်းသင်ပြန်ပတောက်ပန်းမင်္ဂလာရှိနှစ်သိကူပါအရှင်ရွှေရောင်လမ်းမထက်ဝဲပျော်ပွဲရွှင်ပွဲဆင်နွှဲကြတယ်အတားရေးစေးပြီးပပြန်းလို့အမောမြတ်ဆုံးနှစ်သိကိုတော့ရှင်နန်းသင်ပြန်ပတောက်ပန်းမင်္ဂလာရှိနှစ်သိကူပါအရှင်